ဒီကနေ့မိတ်ဆွေတငယ်ချင်းတွေကိုတမန်ကျမ်းစာအနေငယ်ဖတ်ကြားလိုပါတယ်။အဲ့ဒီတမန်ကျမ်းစာဖျားနှုတ်ကပတ်တော်ကတော့ကောလောသဲဩဝါဒစာခန်းကြီး1ခန်းငယ်15မှ18ထိဖြစ်ပါတယ်။ဖတ်ပြမယ်နော်။ထိုသားတော်သည်မျက်မြင်မရသောဖျားသခင်ဤပုံတရံတော်ဖြစ်၏ဝေနေယတတ္တဝါအပေါင်းတို့တွင်လည်းပါဦးဖြစ်တော်မူ၏အကြောင်းမူကားထိုသားတော်သည်ကောင်းကင်ပေါ်မြေကြီးပေါ်မှရှိသမျှသောယူပအရာအယူပအရာယာဇပလင်ဖြစ်စေအစိုးရခြင်းတကိုးဖြစ်စေအထွတ်အမြတ်ဖြစ်စေအာနာဇက်ဖြစ်စေခတ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့လုံငါ၎င်းခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏သားတော်သည်လည်းခတ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိမ်းသောအရာတို့သည်တကိုးတော်အားဖြင့်သာတည်ကြ၏ဖတ်ကြသောနှုတ်ကပတ်တော်အားဖြင့်အယောစီတာကိုဘုရားရှင်ကောင်းချီးပေးပါစေ